ဒီရုံးချုပ်ဖွင့်ပွဲနဲ့ဆိုလို့ရှိရင်တူနိုင်ရနာဆိုင်ရဲ့ဖွင့်ပွဲပေါင်းများစွာကိုအမတက်ရောက်ခဲ့ပြီးဖြစ်ပါတယ်တူနိုင်တို့ဇုံတွဲကရဲဘော်ရဲဘက်စိတ်ရှိရယ်အမအမှုပညာတွေပြန်မလုပ်ခင်အချိန်တွေကနေအခုအချိန်ထိဖွင့်ပွဲပေါင်းများစွာမှာတပွဲမှအမကိုခြံခဲ့တာထားခဲ့တာမရှိပါဘူးစီကားတိုက်မြိုက်ဖို့အတွက်အမတို့တူတူစ조사ကြတယ်တူတူခေါင်းစားကြတယ်တူတူတပြင်းနေချကြတယ်တူတူရီမောကြတယ်ဒီအမတ်တရားတွေအများကြီးပါပဲရဲဘော်ရဲဘက်စိတ်အပြည့်နဲ့နောက်ထပ်ဆိုင်တွေအများကြီးလဲမောင်လေးတို့ကထပ်မံပြီးဖွင့်အောင်မယ်လို့သိရပါတယ်အမကိုလည်းအမြဲတမ်းမေတ္တာထားရတဲ့အတွက်အမကကျေးဇူးလေးတင်ပါတယ်ချစ်တယ်နော် Love you so much ပါအနောက်ကပရိသတ်အားလုံးလည်းချစ်ပါတယ်ကဲကျေးဇူးပါအခုကလည်းစကားတစ်ဆောင်လေးရှင်းပြပေးပါဦးအခုလို့ကိုတူနိုင်နဲ့မမိုးနဲ့အခုလို့ရုံချုပ်ကြီးကိုအောင်မြင်ဆောင်ဖွင့်နေတာများစွာကိုယ်ဝမ်းမြောက်မိပါတယ်အဲ့တော့ကိုတူနိုင်နဲ့မမိုးလည်းဒီထက်ပိုမိုအောင်မြင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးပါကဲဒီကဆက်ပြီးတော့ကျွန်တော်တို့အခုဆိုရင်ဒါတယောက်နဲ့တယောက်လောကကြီးမှာဆိုအချစ်တရားအရန်အရေးကြီးလာရမှာရယ်နော်ဒါပေါ့ချစ်မဝလေးကိုပိုင်ဆိုင်ထားတဲ့သူဆိုတော့ပြောပြီပေါ့လေဒါပေါ့အဲ့တော့ကျွန်တော်ကတော့ဒါများမကြမီပိုင်ဆိုင်တော့မှဆိုတော့အရှိရစီနီယာတွေအမနဲ့အကိုဆိုရင်ဒါဟိုမှာကျွန်တော်နဲ့ချစ်မွားလေးဆိုရတာနေပဲမတူကျွန်တော်ကအမှုပညာရှင် तू ကကြောက်အပြင်အဲ့တော့အမနဲ့အကိုဆိုရတာ तू ကကြောက်တော့ဒါအကိုကကြောက်ဒေါက်တာအမကအမှုပညာရှင်ဆိုတော့တယောက်နဲ့တယောက်ဘလို့လေးနားလည်မှုနဲ့တိဆောက်ကြတယ်ပေါ့ပထမဆိုအကိုကိုမေးချင်တာအကိုဒါအမအမှုပညာရှင်ဆိုတော့အကိုနားလည်မှုတွေဘယ်လောက်တောင်ပေးရလဲပေါ့ပြောမပြတတ်အောင်ပါပဲပြောမပြတတ်အောင်ပဲကောင်းကောင်းဖြစ်နော်အိမ်ရောက်ရင်နော်အဲ့ဒါတော့ကိုချင်းစားတယ်သိလားမယူခင်တော့တော်တော်ပဲယူပြီးကောင်းကောင်းပြင်နော်အိမ်ရောက်ရင်အဲ့တော့အမရောဒါကိုယ့်အတွက်ဘယ်လိုတွေချစ်ပေးတယ်ဘယ်လိုတွေ view site လဲအဲ့လိုမျိုးပေါ့နော်ဘာတွေများနားလေးပြီးမှုတွေရှိခဲ့ရလဲပြောပြပေးပါဦးအဓိကကတော့အမတို့ဇနီးမောင်နှံရဲ့ဥတီချက်ကတူသွားတာပေါ့နော်အမတို့သမီးလေးကောင်းကောင်းမွန်မွန်ကြမ်းကြမ်းမာမာတာနဲ့ပညာတက်ဖို့ကြီးပြင်းမှုဒါလေးပါပဲအဲ့နားလည်မှုတွေနဲ့အမတို့သွားခဲ့ကြတာပေါ့ဟိုတယောက်နဲ့တယောက်ဒါလင်းလက်မယာရှာနဲ့သွားဆိုတာပေါ့နော်တယောက်နဲ့တယောက်စိတ်အခက်မသိတဲ့အခါကြီးကြရင်တော့ဘယ်လိုမျိုးလေးတွေပြင်ဆင်လဲပေါ့နော်အိုးလင်မယားဖြစ်သွားပြီဆိုရင်အမြဲတမ်းတဲ့နေရဆိုရင်အဲ့ဒါညာတာပဲညာတာပဲနော်ညာတာပဲဘာဖြစ်ဆိုလူနှစ်ယောက်ကဇယိုက်မတူဘူးကြီးပြင်းလာတဲ့ပတ်ဝန်းကျင်မတူဘူးအတမွေးဝမ်းချောင်းပညာမတူဘူးဆိုရင်အနေနဲ့များတော့ကတောက်ကစားရှိပါတယ်အဓိကကတော့ तू ကအိမ်တော်ဦးစီးဖြစ်တဲ့အတွက်အမားတို့သားမိကိုအရန်တီးခံပေးပါတယ်နားလည်မှုလည်းပေးတယ်ပေါ့နော်အဓိကအဲ့ဒါပါပဲအကိုဘာပြောချင်လဲ तू ပြောတဲ့အတိုင်းပဲပေါ့ကောင်းကောင်းဖြေနော်ယောက်ျားသူကမြသနာပါတယ်အကိုဘာမှမဖြေရကောင်းကောင်းဖြေနော်ကောင်းကောင်းဖြေနော်အဆုံးစွန်ထိခွင့်လွတ်နားလေတီးခံပေးမှုနဲ့ပဲသွားပါတယ်ခင်ဗျာအဆုံးစွန်ထိစကလုံးကကြက်သွားအဆုံးစွန်ထိနော်အဲ့တော့ပြီးတော့ဒါအကိုတို့အခုဆိုရင်လည်းဒီလိုဒါတူနိုင်ရနာဒါစိတ်ရှိနာဆိုင်ဖွင့်ပွေးမှာတက်ရောက်ခဲ့ကြတယ်အဲ့တော့အကိုအရင်လည်းအဲ့လိုမျိုးပွဲတွေပါတက်ဖူးလားနေမှာပဲတာဝန်ကြလို့အများကြီးမတက်ဘူးပါဘူးခင်ဗျာဟောအမနဲ့ဟုတ်ကဲ့ကိုတူနိုင်ပွဲဆိုရင်တော့ကျွန်တော်ကြုံပါတယ်တော်တော်များတက်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကိုနဲ့အဲ့လိုနေပဲမတူတဲ့ဒီလိုပွဲတွေပါဆိုတော့တက်လာတဲ့အတွက်ဒါဘာပြောအကိုကအမပေါ်တော့အများကြီးကိုဦးစားပေးတဲ့သဘောပေါ့နော်ဟုတ်ပါတယ်ဦးစားပေးပါတယ်ဟုတ်သူကဒီလိုတွေလည်းမွေးချင်ဘူးဓာတ်ပုံလည်းမရိုက်ချင်ရကြတာဝိဆိုဟုတ်ကဲ့โอเคအဲ့တော့ကိုဟုတ်ကဲ့အနေနဲ့ဘာပြောအခုလိုဖြေချပေးတဲ့အတွက်အခုနဲ့မအောင်ကျေးဇူးတင်ပါတယ်လက်ခွန်းတိုင်းနဲ့ကြားချင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ခင်ဗျာဟုတ်ကဲ့မောင်လေးတူနိုင်နဲ့ညီမလေးမို့မိသားစုလေးအမြဲတမ်းအေးချမ်းပျော်ရွှင်ပြီးတော့စီးပွားရေးတွေဒီထက်အများကြီးဆိုင်ခွဲတွေအများကြီးထပ်မံတိုးချက်ဖွင့်လှစ်နိုင်ပါစေရှင်ကျေးဇူးပါကိုတို့ဟုတ်ကဲ့